အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကမောင်ရင်စုလို့ခေါ်ပါတယ်ကျွန်တော်ကကွမ်စီတိုင်းသားလူမျိုးစုတဲ့ကတုံမှာမြန်မာစာအဓိကတင်နေတဲ့ကျောင်းသားတရားဖြစ်ပါတယ်လူတိုင်းမှာကိုယ်ပိုင်အိမ်မက်ဆိုရှိကြပါတယ်အခုကျွန်တော်ရဲ့အိမ်မက်အကြောင်းကိုပြောပြချင်ပါတယ်အရင်တုန်းကကျွန်တော်ဟာဒီမြန်မာစာအထူးပြုဘာသာရရှိနေတယ်လို့မသိခဲ့ပါဘူးတက္ကသိုလ်မှာကျွန်တော်မြန်မာစာတင်ရလိမ့်မယ်လို့မထင်ထားခဲ့ဘူးပါဘူးထက်တန်းကျောင်းတတိယနှစ်တတိယအချိန်တုန်းကကွမ်စီတိုင်းသားလူမျိုးစုတက္ကသိုလ်မှာမြန်မာစာဘာသာရတင်ယူနေတဲ့စီနီယာကိုတယောက်ရောက်လာခဲ့ပါတယ်ဒီအချိန်မှာစီနီယာကိုကြီးကမြန်မာစာဘာသာရလေ့လာတင်ကြားခဲ့ရလဲဆိုတာကျွန်တော်တို့ကမျှဝေပေးခဲ့ပါတယ်ကိုလည်းမြန်မာစာတင်ယူဖို့မျိုးစိတ်တွေချပေးခဲ့ပါတယ်တော့ကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုနဲ့ကျွန်တော်ကတက္ကသိုလ်မှာမြန်မာစာတင်ယူဖို့အခွင့်အရေးရခဲ့ပါတယ်စာလဲလာတဲ့အခါမှာလည်းဝါဟာရနဲ့မြန်မာစာအရေးအသားတွေကိုသိစင်ပုံမှန်မှတ်သားပါတယ်ဒီမြန်မာပညာတော်တင်ကျောင်းသူကျောင်းသားတွေနဲ့ရုပ်ဆိုမိဖွဲ့ခြင်းအစရှိတဲ့လှုပ်ဆောင်မှုတွေကြောင့်အတန်းထဲမှာစာအတော်ဆုံးသူတွေရောက်ဖြစ်လာပါတယ်မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ညီလာခံပွဲတွေမှာလည်းအတူတူပါဝင်ဆွေးနွေးခွင့်တွေရခဲ့ပါတယ်ပါဝင်ဆွေးနွေးခြင်းနဲ့မြန်မာဘာသာစကားလေ့လာခြင်းအပေါ်ကိုယုံကြည်မှုတွေလည်းပုံမရှိလာခဲ့ပါတယ်ပါဝင်ဆွေးနွေးခဲ့တဲ့ပွဲတွေမှာခင်မင်ပေါကတဲ့မြန်မာလူမျိုးတွေနဲ့တကယ်ချင်းဖိခွင့်ရခဲ့ပါတယ်နှွေးထွေးလာတဲ့အပြုံးတွေနဲ့ရိုးသားလာတဲ့သဘောထားတွေကိုကျွန်တော်အခုထိမေ့လို့မရနိုင်ပါဘူးလာမယ့်အနာဂတ်မှာကျွန်တော်ကရောက်နေမြန်မာနိုင်ငံကြားချစ်ကြည်ရဲ့ကိုဒုမိနာတဲ့တန်တမန်ကောင်းတရားဖြစ်ချင်ပါတယ်ဒီလာကတော့ကျွန်တော်ရဲ့အကြီးမားဆုံးအမြတ်တစ်ခုဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကမိုးခင်ပါရန်ကုန်တိုင်းကလာပါတယ်အခုကွမ်စီပြည်နယ်နယ်လေးမျိုးကွမ်စီတိုင်းသားလူမျိုးတက္ကသိုလ်မှာတရုတ်မူစာအထူးပြုအနေနဲ့တတိယနှစ်ကိုပညာသင်ကြားနေပါတယ်ရှင်ကျွန်မအခုတရုတ်ဘာသာစကားအထူးပြုမိကြကိုလေ့လာသင်ကြားနေပါတယ်ဒီဘာသာစကားကိုလေ့လာသင်ကြားရခြင်းအကြောင်းရင်းရှိပါတယ်ကျွန်မမြန်မာနိုင်ငံမှာတော့ရန်ကုန်နိုင်ငံသားဘာသာတက္ကသိုလ်မှာအင်္ဂလိပ်မေဂျာကိုသင်ယူခဲ့ပူးတယ်ဒါပေမဲ့စိတ်ထဲမှာဘာသာစကား၃မျိုးအနည်းဆုံးတက်ရမယ်ဆိုပြီးမှတ်သားခဲ့တယ်အဲ့ဒီအတွက်ကြောင့်နောက်ထပ်ကမ္ဘာလုံးဆိုင်ရာဘာသာစကားတစ်ခုဖြစ်တဲ့တရုတ်ဘာသာစကားကိုလေ့လာသင်ယူခဲ့တာပဲဖြစ်ပါတယ်။ကံအကြောင်းဆိုတော့ကျမရဲ့မိခင်ရဲ့အလုပ်ကဒီတရုတ်နိုင်ငံနန်နင်းမြို့ကိုလာရောက်လုပ်ကင်ဖို့အတွက်အမိန့်ကြားလာခဲ့တယ်။အဲ့ဒီအတွက်ကြောင့်ကျမအဖေအမေနဲ့အတူနန်နင်းမြို့ကို2022ခုနှစ်9လပိုင်းမှာရောက်ရှိလာခဲ့ပါတယ်။အခုတရုတ်ဘာသာစကားကိုသင်ကြားတာ2နှစ်ကျော်လာခဲ့ပါပြီ။တရုတ်ဘာသာစကားကိုစတင်ကားစားကလွယ်သလိုလိုထင်ခဲ့မိပါတယ်။အကြောင်းရင်းကတော့ရှုမြတ်ယူမဟုတ်သေးလို့ပါ။အခုတတိယနှစ်ရောက်တော့ခိုးယူအစားရှုမြတ်ယူစကားလုံးတွေအများကြီးသင်လာရတယ်ခတ်တော့ခတ်ပင်မဲ့အခုလိုသင်ကြားရတဲ့အတွက်တရုတ်ဘာသာစကားကိုနှံ့နှံ့ချွတ်ချွတ်သိရှိရတယ်တရုတ်ပြည်ရဲ့သဘောကိုသဘောအကျအဆုံးတစ်ချက်ကတော့လုံခြုံရေးအပိုင်းမှာမိန်းကလေးတယောက်အနေနဲ့ရေမြေချတိုင်းတစ်ပါးကိုလာရောက်ပညာသင်ကြားရတဲ့အလုပ်ဟာလွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးဒါပေမဲ့တရုတ်ပြည်ရဲ့လုံခြုံရေးကစိုးရိမ်စရာမရှိတော့မိဘတွေလည်းစိတ်အေးရပါတယ်၄နှစ်တရုတ်ပြည်မှာပညာသင်ကြားပြီးတဲ့နောက်မှာUNESCO မှာအလုပ်ဝင်ဖို့ကကျမရဲ့အကြီးမားဆုံးရည်မှန်းချက်တစ်ခုပါအခုလိုမျိုးလောက်ကင်နိုင်ဖို့အတွက်လည်းကျမလေးလာသင်ကြားထားတဲ့ပညာရပ်များကိုအကောင်းဆုံးနဲ့အစွမ်းနိုင်ဆုံးကြိုးစားသွားပါမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်လည်းမျိုးလို့ခေါ်ပါတယ်ကျမကရှမ်းပြည်နယ်မှာကြားရနေတာပဲပအိုးတိုင်းစီသူမျိုးဖြစ်ပါတယ်
အခုကွန်ရှိတိုင်းသားလူမျိုးစုတက္ကသိုလ်မှာတရုတ်စာအထူးပြုဘာသာရပ်နဲ့တတိယနှစ်ကျောင်းတက်နေပါတယ်ကျွန်မအထက်တန်းကျောင်းပြီးတော့ကမ္ဘာဒုတိယလူသုံးအများဆုံးဘာသာစကားတစ်ခုဖြစ်တဲ့တရုတ်ဘာသာစကားကိုသိယူဖို့စိတ်အားထက်သန်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့တရုတ်စာနဲ့ယဉ်ကျေးမှုအမျိုးမျိုးကိုသိမြင်လေ့လာရှင်လို့ပါ။နောက်တော့ကျွန်မတရုတ်ပြည်ကိုဖိအားတင်ဖို့အခွင့်အရေးရခဲ့ပါတယ်။အဲအခွင့်အရေးကိုကျွန်မလုံးဝလက်မလွတ်ပဲတရုတ်ပြည်ကိုစာသင်ဖို့အတွက်ရောက်လာခဲ့ပါတယ်။တရုတ်ပြည်ကိုကြိုက်ရတဲ့အကြောင်းရင်းအများကြီးရှိပါတယ်။တခုပြောပြရမယ်ဆိုရင်တော့ကျွန်မကခရီးသွားရတာကြိုက်တဲ့သူမို့တရုတ်ပြည်ရဲ့လမ်းပန်းဆက်သွယ်ရေးကိုအရင်ကြိုက်ပါတယ်။ကျွန်မတို့ဘယ်နေရာကိုသွား online ပေးရှင်မှုတွေနဲ့ပဲမို့အရင်ကိုလုံခြုံမှုရှိပြီးလွယ်ကူသက်သာစေတယ်။အချိန်ခဏအတွင်းကိုလိုရာခရီးရောက်ပါတယ်။အပြည့်ရထားမြေအောက်ရထားတို့ကလည်းတရုတ်ပြည်သူတွေအတွက်အရင်ကိုအဆင်ပြေပါတယ်။ပြီးတော့တရုတ်ပြည်ကိုရောက်လာတော့တရုတ်ရည်ကြီးမှုအမျိုးမျိုးကိုလည်းထိတွေ့တင်ကြားရတာကြောင့်အရန်ကိုပျော်ရွှင်ရပါတယ်။စာလေးလာရမှာလည်းအရန်ကိုအသုံးဝင်ပါတယ်။ကျမရဲ့အိမ်မက်ကတော့တရုတ်စာနဲ့မြန်မာစကားကိုအသုံးပြုပြီးတရုတ်မြန်မာပြည်အနက်ခရီးသွားဘလော့ဂါတယောက်ဖြစ်ရှင်ပါတယ်။ဒီလိုပဲလူငယ်တိုင်းမှာကြီးမားတဲ့အိမ်မက်ကိုစီရှိကြပါတယ်။ကိုယ့်ရဲ့အိမ်မက်ကိုအကောင့်ထဲပို့ဖို့အတွက်လေးလာခဲ့တဲ့ပြည်ရရက်ကိုအသုံးချသွားပါမယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကကျော်သွန်းဖြစ်ပါတယ်ကျွန်တော်ရဲ့အိမ်မက်ကတော့ကဘာနန့်ခီးတွေလျှောက်သွားဖို့ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့မမင်းစုနေပါကျွန်မရဲ့အိမ်မက်ကတော့ကုသီထားမြပညာရပ်တွေကိုမျှဝေပေးနိုင်တဲ့ဆရာမကောင်းတစ်ယောက်ဖြစ်ဖို့ပါအားလုံးပဲမင်္ဂလာပါကျွန်မကတော့ဟိတ်ကျဖြစ်ပါတယ်ကျွန်မရဲ့အိမ်မက်ကတော့တရုတ်မြန်မာဘာသာရပ်နှစ်ခုကိုထူးခြားစွာဘာသာပြန်နိုင်တဲ့ဘာသာပြန်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီမနာမည်ကတော့ပြည်စင်သူပါဒီမရဲ့အိမ်မက်ကတော့အလုပ်ကောင်းကောင်းရပြီးတော့ဒီဘက်ကိုပြန်လည်ပြုစုကျွေးဆောက်ရှောက်နိုင်တဲ့စပီကောင်းများဖြစ်ဖို့ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကထူးထူးခေါ်ပါတယ်ကျွန်တော်ရဲ့အိမ်မက်ကတော့တရုတ်စာသင်တဲ့ဆရာကောင်းတစ်ယောက်ဖြစ်ရှင်